ဖိုင်ရဲ့အချောလေးပေါ့ကျုပ်ထမလားဆိုဝေးတူတူရရမလားဒီကလေခေါင်တိုင်ရဖိုင်ပေါ့နော်သူပန်းကပါခေါင်တိုင်မှာလည်းအရန်နာမည်ကြီးအဓိကတော့သူ့ရဲ့လက်ဖေးကြိုက်တာပေါ့နော်ဒါပေမဲ့သူ့ဖိုင်မှာနာမည်အကြီးဖုံးကဒီအခောက်ကင်းရောမို့ဒါအဆုံးကျော်အင်းကျော်ကြောက်ဦးနဲ့မှာထား哦，ဒါအချင်းဖြစ်ပါတယ်တက်တော့နေဖြစ်သူဆိုင်မှာလေကောက်ဆွဲကြော်တို့ဖီချက်တို့ဆိုလဲအရင်နာမည်ကြီးရကောက်ဆွဲကြော်ဖီချက်တဲ့အဲ့ရကောက်ဆွဲဘက်လေးတာသူတို့ကိုယ်တိုင်လုပ်တာပေါ့နော်ဘာပို့ပြီးတော့ထပ်ပြီးနာမည်ကြီးသွားပြရလဲဆိုတော့အမှပါတဲ့အသားတွေကအသားကင်ကိုမှသူတို့ရဲ့အသားကင်ကိုမှထည့်ထားတာဆိုတော့လေအသားကင်နဲ့မွမွေးလေးနဲ့အရင်ဖတ်ကောင်းနာမည်ကြီးလောက်လို့ကိုမမွေးလေးနဲ့ပြောမှဆိုနုံနုံညံ့ညံ့လေးဖတ်လို့ကောင်းတယ်ပေါ့နော်ခိုင်ရလေသူခေါင်တိုင်မှာရှိရပေါ့နော်ခေါင်တိုင်မှာသူ့ရဲ့ဒီပန်းကပါဆိုရင်ခေါင်တိုင်တရွာလုံးတည်ရပေါ့နော်ခေါင်တိုင်တရွာလုံးလည်းမကောက်ပါဘူးသူကဒီလိုဒီတကြောမှာရှိတယ်ဒီလိုဖျားပွဲဖေးတွေဆိုရင်အထင်ကရပွဲတွေဆိုရင်အမြဲတမ်းရှိရပန်းကပါလေအဓိကသူရှိမှာအရန်နာမည်ကြီးတာကခဏပြောဆိုအခောက်ကင်အသားကင်နာမည်ကြီးရသူ့ရဲ့ခောက်ဆွဲဘက်ပေါ့နော်သူတို့ကိုယ်တိုင်လုပ်တဲ့ feature ခောက်ဆွဲဘက်ကလေးတွေပေါ့နော်အဲ့ဒါလေးနာမည်ကြီးရပြီးတော့တိအရန်ကြိုက်တာလက်ဖေးအရန်တောက်လို့ကောင်းအခုသူတို့ပင်းတရဒီရွှေဥမင်တပေါင်းပွဲပြီးရင်ရွှေဥမင်ရဲ့အရှိလေးကိုထပ်သွားလိုက်တမဲရှိရတမဲကဖုန်းလောင်းပွဲကိုသူတို့ကထပ်ပြီးရွှေ့ကြမှာပေါ့နော်တမဲကဖုန်းလောင်းပွဲကိုရောက်တယ်ဆိုရင်ဒီပန်းကပါကိုရှာပြီးတော့စားကြည့်ခဲ့ကြနော်တဖေးဒီနေ့ထပ်ထည့်လာအောင်နော်စတက်တစ်ကဒေါက်တာမမြင်ပါဘူးနဲ့ဟိုတယ်လောဖတ်သုံးမောင်ကြာတော့ခောက်ကနေပါလေစားနေအိုး这不是刚好这样。ဒီအသားပြားလေးတွေကွာနော်ဖားလို့ကောင်းနော်ပြက်လက်ဖေးဘယ်လောက်ထိတောက်လဲကွာလို့အဲ့လိုမုံဖားပြီးလက်ဖေးတောက်မုံဖားပြီးထမင်းဖားပြီးလက်ဖေးတောက်လိုက်ရမှာအဲ့လိုလော်လေးကိုအဆုံးရှိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ထပ်ဘလော့တွေမှာတွေ့မယ်တတား